Hello ပဲမင်္ဂလာပါ noun plus man ပဲလို့အဓိပ္ပာယ်ရတဲ့ grammar lesson လေးကိုလေ့လာကြည့်ကြရအောင်နော်သူ့ရဲ့သုံးပုံသုံးနည်းနေရာလဲလွယ်ပါတယ် noun ရဲ့နောက်မှာဒီ man ဆိုတဲ့ဟာလေးကိုကပ်ပေးလိုက်အောင်ပါပဲ check ဆိုရင်စာအုပ် check man ဆိုရင်စာအုပ်ပဲ check man 주세요 check man 주세요ဆိုလို့ရှိရင်စာအုပ်ပဲပေးပါဆိုပြီးတော့အဓိပ္ပာယ်ရပါတယ်လွယ်ပါတယ်နော်ဆက်ကြည့်လိုက်ရအောင်볼펜 법인 볼펜만 법인 배 볼펜만 주세요 법인 배 빼봐 물 소아 시 물만 소인 시배 물만 주세요 시배 빼봐 밥 가자로ထမင်း 밥만 소인ထမင်း배 밥만 주세요ထမင်း배 빼봐ဆိုပြီးတော့အဓိပ္ပာယ်ရပါတယ်နောက်တစ်ခုကတော့ဆွန်းစုကောင်းဆိုတာလက်ကင်ပေါ်ပါအဲ့တော့ဆွန်းစုကောင်းမန်ဆိုရင်လက်ကင်ပေါ်ပါပဲဆွန်းစုကောင်းမန်주세요ဆွန်းစုကောင်းမန်주세요လက်ကင်ပေါ်ပါပဲပေးပါဆိုပြီးတော့အဓိပ္ပာယ်ရပါတယ်အဆုံးလေးရှုပေးတဲ့အတွက်ကျေးဇူးပါ